နိုင်ငံကောင်းဆောင်ဖြစ်ရုပ်ပြောင်းချုံလွယ်လို့ပုံပြောင်းပြီးကမ္ဘာအလယ်ကိုပြန်ဝင်လာဖို့ကြိုးစားနေသူတယောက်ဒါပေမဲ့သူ့နောက်မှာလိုက်နေတဲ့အရာကတော့နိုင်ငံတကာတရားရုံးဖြစ်နိုင်တယ်ဆိုရင်ရောဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ပြောကြမယ့်အကြောင်းဘိုးရှုံမင်းအောင်လိုက်ကိုတကယ်တရားရုံးတင်နိုင်ပါဒါမှမဟုတ်သူကပဲနိုင်ငံရေးပြန်လည်တည်ဆောက်မှုတစ်ခုလုပ်လာနိုင်ပါဒီကြောင့်တော်တော်ရှင်းရှင်းလိုရင်းတစ်ချုပ်ပုံစံနဲ့ဆွေးနွေးပါမယ်ဒီနေ့အဓိကအခြေခံတဲ့သတင်းတွေပါတရုတ်ဝန်ကြီးနေပြီးတော့ရောက်လာမင်းအောင်လည်းကတရုတ်ကြီးဂျိုးစီဘောကာဝယ်မယ်လို့ကတိပြုလာတရုတ်ဘက်ကလည်းသူတော်ချင်းတည်င်းလွေလေးစစ်အုပ်စုကိုဆက်လက်ထောက်ခံနေတာ sovereignty stability peace ဆိုတဲ့စကားလုံးတွေကိုအသုံးပြုပြီး legitimize လုပ်နေတယ်အခြားတစ်ဖက်မှာတော့ civil society နေရာကျော်ကအာဆီယံကိုဒီစစ်အုပ်စုကိုတိမမပြီးဖို့အိတ်ဖွင့်တောင်းဆိုတာနိုင်ငံကတရားစီရင်ကိုထောက်ခံမှုတောင်းဆိုတာတွေကိုတွေ့ရပါတယ်အဓိကပြဿနာကနိုင်ငံတကာဆက်ဆံရေးထူထောင်နေတဲ့မင်းအောင်လှိုင်နဲ့တရားမျှတမှုဒီကျင်းကိုနားလည်ဖို့အရေးကြီးဆုံးချက်ကမင်းအောင်လှိုင်ရဲ့ strategy ဗျူဟာသုံးခုကိုသိဖို့လိုပါတယ်1 image reset strategy ပုံရိပ်ပြန်တည်ဆောက်မယ်စုပ်ဆုံးချိုအရက်ဝတ်ကောက်ဆိုစစ်ကောင်ဆောင်ကနေတန်းပြီးနိုင်ငံကောင်ဆောင်အာဏာလွှဲပေးမယ်ဆိုတဲ့လူကသူ့ကိုယ်သူအာဏာလွှဲရွေချက်ကလူထားတဲ့အာဏာကိုနိုင်ငံတကာကတရားဝင်အစိုးရလို့လက်ခံစေချင်တာနှစ် diplomatic shield strategy တန်တမာရေးအကာအကွယ်တိုင်းဖြစ်အသုံးချမယ်ပြီပါဒီနေရာမှာတရုတ်ကခေါင်းကင်ဖတ်တယ်အာဆီယံဥပဒေမှာစက်ကြထိုင်းဂျာဝေဖြန့်ပြသူပုံစံနဲ့မီဒီယာလို့ဒီနိုင်ငံတွေကနိုင်ငံရဲ့ကာကွယ်မှု political ကာပါပေးလာတယ်တော့တိုင်းပိုင်း strategy အချိန်နဲ့ပူစားမယ်ဖြစ်ပါဆွေးနွေးပွဲတွေဟန်ပြတော့ညဉ့်ညရဲ့စကားဝိုင်းတွေလုံးရွေးကောက်ပွဲမတမမှုအလိညာစကားတွေအကြောင်းထအောင်အစမပြတ်ပြောဆိုအဓိကလူရင်းကအချိန်ကြာလာရင်အာဏာတည်မြဲလာတယ်ဒါပေမဲ့တစ်ဖက်မှာဘာဖြစ်နေလဲနိုင်ငံတကာဥပဒေဖိအားတွေတိုးလာနေတယ်1 ICC ပြည်ပဆိုင်ရာရာဇဝတ်မှုခုံရုံး2024ခုနှစ်မှာဖန်လန်တောင်းဆိုထားပြီးသားဖြစ်တယ်လူသားမျိုးနွယ်ပေါ်ကျူးလွန်မှုနဲ့အကျိုးသက်ရောက်မှုတွေနဲ့နိုင်ငံတော်တော်လာရောက်ခဲ့နိုင်ငံရေးအထီးကျန်ကိုယ်ပိုင်တာဝန်ခံမှုရှိလာနှစ် ICJ နိုင်ငံတကာတရားရုံးလူမျိုးသုံးတပ်ဖြတ်မှုကျိုးသက်ရောက်မှုအနေနဲ့တဲဝင်မှန်တမ်းရှိလာနိုင်ငံတကာယုံကြည်မှုကျဆင်းလာတော့ universal jurisdiction အာဂျင်တီးနားနဲ့အင်ဒိုနီးရှားမှာလက်ရှိတရားစွဲထားပြီးဘယ်နိုင်ငံမှဆိုတရားစွဲလာနိုင်သေးတယ်အဓိကပုံဖော်နေကြတာကသူ့ကိုချက်ချင်းမဖမ်းနိုင်ပေမဲ့ကမ္ဘာမှာလှုပ်ရှားလို့မရအောင်လုပ်လာကြခြင်းဖြစ်တယ်တွားနေတဲ့ထမ်းဒီချင်းတွေကမြန်မာတစ်ခုတည်းအနေထားမဟုတ်ဘူးကမ္ဘာလုံးဆိုင်ရာထမ်းတစ်ခုရှိနေတာတွေ့ရတယ်1 authoritarian survival အာဏာရှင်အတူရှိဂျိုးပန်းမှုအနေနဲ့တရုတ်လိုနိုင်ငံတွေ non interference policy ဆိုပြီးတော့စကားတွေသုံးတယ်ဒီတတားတွေဂျာမှာချင်းချင်းထောက်မှု survive လုပ်နေတယ်ဒီလိုဘသူတော်မိမနိုင်ငံကြီးတွေကြောင့်ရှင်သန်နေပါနဲ့တခြားတစ်ဖက်အနေနဲ့ဘလို့ပဲ
justice expansion ကဘာနဲ့တရားမျှတမှုထွန်းကားရေးကျိုးပမ်းလာနေအဲ့ဒီမှာ ICC မှာတစ်ဆင့်ဆောင်ရွက်တာ Universal Jurisdiction နိုင်ငံလိုက်ရုံးတင်တာ Evidence System အထောက်အထားသက်သေများဖြန့်ထုတ်တာစတဲ့နည်းလမ်းတွေလှုပ်ဆောင်လာတာပဲဖြစ်တယ်။အတိတ်ကတရားမှုအနေနဲ့ပြစ်မှုကြီးလုပ်ထားတဲ့ဆိုတာပေါ်လင်းထင်ရှားလာရင်ကမ္ဘာမှာပြေးမလို့ Cross ထိတ်တဲ့တွင်အာဏာရှင်ကြီးကြားခံပေးတဲ့ diplomacy နဲ့အာဏာရှင်ပပျောက်ရေး justice What happens then နောက်ဘာဖြစ်လာလဲမှန်စချက်တစ် ICC ထောင်ရထုတ်လာခဲ့ရင်နိုင်ငံရေးအထီးကျန်သွားမယ်ဒေါ်လာငွေကန့်သတ်ကျင်းသွားမယ်တယ်မှု legitimacy ပြောင်းဆုံးမှန်စချက်နှစ်တကယ်လို့အာဆီယံပို့ပြီးဆက်ဆံလာရင်စစ်အုပ်စုအစိုးရ normalize ဖြစ်သွားနိုင်တယ်ရွေးကောက်ပွဲလက်ကျဖြစ်သွားနိုင်တယ်မှန်စချက်တော့ဥပဒေပြရတဲ့စက်တိုးလာရင်စံစင်တွေလာမယ်လက်နက်ငွေကြေးဖြတ်တောက်မှုတွေလာဖြစ်သွားနိုင်တဲ့အနေအထားမြေအောင်လိုက်ခေါင်းဆောင်လို့ပေါ်လာနိုင်ပေမဲ့နောက်ကျောမှာတရားရုံးအနေနဲ့ပဲနေရလိုက်ခုပွဲကစစ်မြေပြင်မှာနေမဟုတ်ဘူးဥပဒေနိုင်ငံရေးစကားစစ်ပွဲကြီးထိပေါ်လာတယ်ပြည်သူ့ဘက်တော်သားတွေလုပ်ရမယ့်အရေးကြီးဆုံးအလုပ်ကတရားမျှတမှုလမ်းကြောင်းကိုမရက်ပဲဆက်တွန်းနေရကဲဒီဗီဒီယိုတင်လို့ထင်ပါလားမင်းအောင်လည်းကိုတကယ်တရားရုံးတင်နိုင်မလားဒါမှမဟုတ်နိုင်ငံရေးကာကွယ်မှုကနေအနိုင်ရတော့မလားကွန်မန့်မှာရေးခဲ့ပါလက်ခံစကားလုပ်ပြီးပါကျေးဇူးတင်ပါတယ်